ဆိုလမ်းမှာအတန်းကြိုက်ဆုံးတစ်ခုကကြတော့ဒီကအထက်တန်းကျောင်းသားတွေအနေနဲ့ကျူရှင်တွေကိုတိန့်ချီပေးပြီးတော့တက်စရာမလိုဘူး Hello ဒီနေ့မှာကတော့ဝါဆိုလမ်းအကြောင်းကိုဒီလိုတွေမေးထားကြတဲ့တငယ်ချင်းတွေနဲ့ viewers တွေအားလုံးကိုဒီနေ့မှာဝါဆိုလမ်းအကြောင်းလေးကိုငါရှင်းပြပေးသွားပါမယ်ဝါဆိုလမ်းဆိုတာကတော့ KG+ Grade 12ပညာရေးကို lecture video တွေကိုသူကကြည့်ပြီးတော့သင်ရတဲ့ application တစ်မျိုးဖြစ်ပါတယ်သူကရိုက်ထားပြီးသား lecture videos တွေကိုအချိန်မရွေးနေရာမရွေးမှာကိုအားတဲ့အချိန်မှာအားတယ်လို့ဝင်ကြည့်လို့ရပါတယ်ပြီးတော့ဝါဆိုလမ်းမှာအတန်းကြိုက်ဆုံးတစ်ခုကကြတော့ဒီကာရစီနုံပေါ့နော်အထက်တန်းကျောင်းသားတွေအနေနဲ့ကျူရှင်တွေကိုတိန့်ချီပေးပြီးတော့တက်စရာမလိုဘူး32,500တဲ့နဲ့15လစာဝါဆိုလမ်းမှာအတန်းဝယ်လို့ရပါတယ်ပြီးတော့သူက lecture video တွေအပြင်အဲ့ဒီ application ထဲမှာ quiz တွေဖြေလို့ရတယ်ပြီးတော့နောက်တစ်ခုဝါဆိုလမ်းမှာအားထားချက်တစ်ခုကကြတော့အခုလိုကျောင်းသားတယောက်ချင်းစီတိုင်းအတွက်လေသူ report card လေးစီစဉ်ပေးရပေါ့နော်အဲ့တော့အဲ့ report card ထဲမှာဘာတွေပါလဲဆိုရင်ကိုယ့်ရဲ့အတန်းကိုယ့်ရဲ့နာမည်ပြီးရင်ကိုစာကြည့်ချိန်စုစုပေါင်းတွေပါတယ်ပြီးရင်ကိုရထားတဲ့မုံလာဦးအရေးအတွက်တွေပြီးရင်ဖြည့်ဆို့ထားတဲ့လေ့ကျင့်ခန်းတွေ certificate တွေပြီးတော့ကိုရထားတဲ့စိန်တုံးတွေကိုလည်းသူကအားလုံးကိုသူကပြပြထားတယ်ပေါ့နော်ဒီ report card ထဲမှာဆိုရင်ရှိမှပြောထားတဲ့အထဲမှာစိန်တုံးတွေဆိုတာပါလေဝါဆိုလန်းနေစိန်တုံးတွေပြီးတာတကယ်လားဝါဆိုလန်းကနေပြီးတော့စိန်တုံးတွေပြီးပါတယ်စိန်တုံးတွေမှာထောင်နဲ့ချီပြီးပေးတာပေါ့နော်အဲ့ဒါကဘယ်လိုလဲဆိုတော့ကိုတငယ်ချင်းတယောက်ကို refer လုပ်မယ်ဝါဆိုလန်းမှာတက်ဖို့အတွက် refer လုပ်ပြီးတော့တငယ်ချင်းကကိုယ့်ရဲ့ ID နဲ့တွဲပြီးတော့ဝါဆိုလန်းတန်းဝင်မယ်ဆိုရင်တငယ်ချင်းကစိန်တုံး1000ရမယ်ကိုကစိန်တုံး9000ရမယ်အဲ့လိုမျိုးနဲ့ဝါဆိုလန်းကနေပြီးတော့စိန်တုံးတွေပေးနေတာပေါ့နော်အဲ့တော့အဲ့ဒီစိန်တုံးတွေကိုဘယ်လိုလုပ်ရမလဲဘယ်လိုထုတ်သုံးရမလဲဆိုတော့အဲ့ဒီစိန်တုံးတွေကိုဖုံးပြီးဒါမှမဟုတ်ရင်ကိုက keep or wave ပြီးနဲ့ငွေနဲ့လဲလို့ရတယ်ပေါ့နော်နောက်ထပ်တစ်ခုအနေနဲ့ကိုက time table နဲ့မှာစာလုပ်ချင်တယ်ဒါပေမဲ့ time table ကလည်းမဆွဲတတ်ဘူးဆိုတော့သူတွေအတွက်လည်းဝါဆိုလန်းကနေပြီးတော့ time table လေးတွေလည်းသူကရှိတာဖြစ်တဲ့အတွက်ဘာမှပေါ့နော်လိုအပ်ချက်ကိုမရှိစေရပါဘူးအရင်ကစင်ပြပါတယ်အဲဒါကြောင့်မလို့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ see you guys in the next video everyone